မင်္ဂလာပါရှင်ပြည်မနာမြို့နယ်ပြန်ကြားနှင့်ပြည်သူ့စစ်ဆိုင်ဦးစီးဌာနပြည်သူ့စာကြည့်တိုင်းစာအုပ်မိတ်ဆက်ရှင်အစီအစဉ်ကနေကြိုဆိုပါရရှင်ဒီကနေ့ကျွန်မကစာဖတ်ပရိသတ်တွေစာပေရှင်းမြတ်တို့သူတွေကိုရွေးချယ်မိတ်ဆက်ပေးခြင်းတဲ့စာအုပ်ကလေးကတော့ရှစ်ကြည်လက်ကံပညာခရီးလမ်းဆောင်မများဆိုတဲ့စာအုပ်ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးရဆိုရင်2024ခုနှစ်မတ်လမှာပထမအကြိမ်ထုတ်ဝေခဲ့တဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုရင်တရုတ်ပြည်သူသမ္မတနိုင်ငံမှာပညာတော်သင်တွားရောက်ခဲ့ကြတဲ့မြန်မာကျောင်းသားကျောင်းသူများရဲ့ကိုရိအတွေ့အကြုံများကိုလည်းစုစည်းတင်ပြထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်တရုတ်ပြည်မှာပညာသင်ကြားမှုနေထိုင်စားသောက်မှုနည်းပညာတိုးတက်မှုလေးလာရေးခီးစဉ်များတွေ့ကြုံရတဲ့အတွေ့အကြုံများနဲ့ပညာတော်သင်ခဲ့ရတဲ့ခံစားချက်များကိုလည်းရောင်စုံဓာတ်ပုံများနဲ့တကွဖော်ပြထားတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်စာအုပ်ထဲမှာဆိုရင်နည်းပညာတိုးတက်မှုများတရုတ်နိုင်ငံရဲ့နည်းပညာတိုးတက်မှုများတရုတ်နိုင်ငံရဲ့အဆင့်မြင့်နည်းပညာများခေတ်မီစာသင်ကြားမှုစနစ်များနေထိုင်စားသောက်မှုနဲ့အခက်အခဲများကိုလည်းကြော်ဖြတ်ရှင်ရေမြေနှင့်ရာသီဥတုရှာနာမှုမြန်မာနိုင်ငံနဲ့မတူညီတဲ့ပြင်းထန်တဲ့ရာသီဥတုတန်နေထိုင်စားသောက်မှုနဲ့ဒလိရိုးရာတရုတ်ရိုးရာအစားအသောက်များနဲ့စားသောက်မှုပုံစံမတူညီခြင်းကိုလည်းအဆင်ပြေအောင်ရှက်ပြုတ်စားသောက်နေထိုင်ခဲ့ရတဲ့အတွေ့အကြုံများကိုလည်းရေးသားထားတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်ဘာသာစကားအခက်အခဲနဲ့ကြုံတွေ့ခဲ့ရတဲ့မိမိတို့၏အားနည်းချက်များကိုလည်းပြုပြင်ပြောင်းလဲပြီးရင်းကျက်လာပုံများခီးသွားလာရေးနဲ့ရှစ်ကြည်ရေးစိတ်ဓာတ်များတရုတ်နိုင်ငံရဲ့ထင်ရှားခဲ့တဲ့သမိုင်းဝင်နေရာများဖွံ့ဖြိုးတိုးတက်တဲ့မြို့ကြီးများသို့တွားရောက်လေ့လာခဲ့ရပုံများကိုလည်းရေးဖွဲ့ထားတဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ဒီစာအုပ်လေးရဆိုရင်တရုတ်နိုင်ငံသို့ပညာသွားရောက်မိသူများနိုင်ငံရရှားသို့ပညာသင်ကြားမိစိတ်ဝင်စားသူများနဲ့ဘူတုဒရှာဖွေလူသူများအတွက်မရှိမဖြစ်လမ်းညွှန်ပေးထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးထဲမှာဆိုရင်ဆရာကလာရေးနဲ့ပတ်သက်ပြီးတော့ဆောင်းပါးလေးတွေ32ပုဒ်ပါဝင်ဆရာ32ဦးဤပြောင်မြောက်ဖွယ်ရေးသားချက်များကိုလည်းရေးဖွဲ့ထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်လေးကိုငှားရမ်းဖတ်ရှုခြင်းနဲ့ဆိုရင်ကျမတို့ပြည်မနာမြို့နယ်ပြန်ကြားနှင့်ပြည်သူ့စစ်ဆိုင်ဦးစီးဌာနပြည်သူ့စာကြည့်တိုင်းမှာအခမဲ့လာရောက်ငှားရမ်းဖတ်ရှုလို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်